အိမ်တလုံးထဲမှာတယောက်တည်းနေတဲ့ကိုအောင်မျိုးဟာအိတ်မပြောပဲလှည့်ပတ်နေခဲ့တဲ့အပြင်မှာမိုးညွရွာနေပြီးလင်းငင်းတန်ကလည်းအိမ်ကိုဝိုင်းကတိတ်ဆိတ်မှုကိုပိုပြီးထူထပ်စေတဲ့နာရီကိုကြည့်လိုက်တော့မနက်2 နာရီအဲ့ဒီအချိန်မှာဖုံးမိလာတယ်ကိုအောင်မျိုးတုန်လှုပ်သွားတယ်ဒီအချိန်မှာဘသူခေါ်မလဲဖုန်းကိုယူပြီးကြည့်လိုက်တယ်အမည်မသိတဲ့နံပါတ်ဖြစ်နေတယ်ခဏစဉ်းစားပြီးနောက်ဆုံးမှလက်ခံလိုက်တယ်ဟဲလိုတိတ်ဆိတ်နေတဲ့အတန်တစ်ခုမှမကြားရဘူးဟဲလိုဘသူလဲအချိန်အနည်းငယ်ကြာပြီးနောက်အတန်တစ်ခုပေါ်လာတယ်တိတ်တိတ်အေးအေးအောင်မျိုးကိုအောင်မျိုးရင်ခုန်တက်လာတယ်ဘသူလဲကျွန်တော်နာမည်ကိုဘယ်လိုသိတာလဲအတန်ကထပ်ပြောတယ်မင်းမမေ့ဘူးလားအတန်ကအရန်ရင်းနှီးတယ်လို့ပဲဒါပေမဲ့တခုခုမမှန်တယ်လို့လဲထင်ရတယ်ကိုအောင်မျိုးမျက်နှာတင်းသွားတယ်ဘသူလဲဆိုတာပြောပါခဏတိတ်သွားပြီးငါပါအဲ့ဒီအတန်ကိုကြားလိုက်တဲ့အချိန်မှာသူ့နှလုံးတစ်ချက်တည်းကြားရောက်သွားသလိုဖြစ်သွားတယ်အဲ့ဒီအတန်ကသူ့ခင်ဆုံးတငယ်ချင်းကိုရဲလင်းရဲ့အတန်ဖြစ်တယ်ဒါပေမဲ့ကိုရဲလင်းဟာတလမတိုင်ခင်ကကားမတော်တဆနဲ့တေဆုံးပြီးသားဖြစ်တယ်မဖြစ်နိုင်ဘူးကိုအောင်မျိုးခေါင်းခါလိုက်တယ်မင်းကတေပြီးသားမဟုတ်ဘူးလားဖုန်းဘက်ကအတန်ကအေးအေးပြန်လာတယ်ငါမတေသေးဘူးမင်းနားမှာပဲရှိတယ်ကိုအောင်မျိုးတခါတည်းကြောက်လန့်သွားတယ်အခန်းကိုလှည့်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့ဖုန်းထဲကအတန်ကဆက်ပြောနေတယ်နောက်ကိုကြည့်လိုက်သူ့လက်တွေတုံလာတယ်မကြည့်ဘူးမကြည့်ချင်ဘူးအတန်ကအနှဲငယ်ပြင်းလာတယ်ကြည့်လိုက်အဆုံးမှာသူအနှဲငယ်နောက်ပြန်လှည့်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးသူအနှဲငယ်အနားယူလိုက်တယ်ဒါငါစိတ်ထဲထင်တာပဲဒါပေမဲ့ဖုန်းထဲကအတန်ကပြုံးလို့ဖြစ်ပြီးပြောလိုက်တယ်အောက်ကိုကြည့်ကိုအောင်မျိုးအနှဲငယ်ကြောက်လန့်နေပြီးဖြည်းဖြည်းချင်းမျက်လုံးကိုအောက်ဖက်ဆင်းကြည့်လိုက်တယ်အိယာအောင်မှာမျက်လုံးတစ်စုံကသူ့ကိုပြန်ကြည့်နေတယ်ဖုန်းထဲကအတန်ကနောက်ဆုံးပြောလိုက်တယ်ငါဒီမှာပဲended နောက်နေ့မနက်ကိုအောင်မျိုးကိုမတွေ့တော့ဘူးသူ့ဖုန်းကိုသာအိယာပေါ်မှာတွေ့ခဲ့တယ်ဖုန်းကိုဖွင့်ကြည့်လိုက်တော့နောက်ဆုံးခေါ်ဆိုမှုကိုရဲလင်းဒါဟာလူတွေကြားမှာတကယ်ဖြစ်ခဲ့တယ်လို့ပြောကြတဲ့ဖြစ်ရမှန်တစ်ခုပါနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုတင်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe နှိပ်ပေးသွားပါဦးနော်